ဒီနေ့ကတော့ခရစ်စမတ်နေ့အလားသဘောကကိုသမီးလေးပြင်လာတဲ့ဒီမျိုးကလေးအနောက်မှာကြာမှုဒီနေ့ကတော့ငပိချက်တိုးကောင်းလေးတိုးပါတယ်နောက်ပြီးတော့ကျက်ပါလားကျက်ဥနဲ့ပါလားစူပုတ်ရွက်ဟိုမှာတော့တခွားသည်ကိုပြုတ်ထားရတယ်ကဲသမီးအရန်စားနေပြီခုပဲဈေးသွားတယ်ဈေးသွားပြီးတော့ဈေးသက်ပြန်ရောင်းဖို့ကလောတယ်အေးမေတ္တာစီခတ်ထက်လိုက်ဒီမှာတော့စူးခတ်တာလားဟိုမှာပြောကြတာဒီပဲခါလာဝေးပဲဘာတွေလောလဲလို့ဒီဘာငပိကြအလောက်နည်းများထဲရလာလို့ဖူတော့ဘူးအေးမမိုးချလာလာဟာအနက်ခိုင်ရတဲ့အရင်ကောင်းတာကိုဟုတ်တယ်ဖိတ်လိုက်တာကုတိချူနဲ့ကတော့ရတယ်တီချူအဲ့ဒီအောက်မှာပဲနဲလို့တော့မတတော့ပကံကြီးယူလေဟိုပကံနဲ့ထက်ပလားဟိုပကံနဲ့ထမင်းစားတာဟိုပကံလုံးမမို့ဝယ်လာတဲ့ဟာဟင်းကျုံမဟုတ်ဘူးအဲ့ဒါပကံလုံးဒီမှာထက်စားပကံနေသေးတယ်နေတို့တွေကတော့နတ်မွေးရတယ်မို့ပါလေထင်းလာတယ်ကိုယ်နတ်မွေးရတီယူစားကြည့်ဒီနေ့ခရစ်စမတ်ဆိုတော့နည်းနည်းစကားပြောရမောကွယ်ကိုဖေကခရစ်ယာန်ဆိုတော့လေဒီခရစ်စမတ်မှာလာတဲ့ခရစ်စမတ်မှာအားလုံးပဲပျော်ရွှင်နိုင်ကြပါစေပျော်ရွှင်နိုင်ကြပါခရစ်စမတ်မှာနော်အားလုံးပဲပျော်ရွှင်နိုင်ကြပါစေဘဝကိုကောင်းမွန်နဲ့ဖြတ်သန်းနိုင်ကြပါစီပေါ့နော်ရုပ်ပရိသီပြုတ်ဒီမှာတော့ဟိုတယ်မလားကျဲဥနဲ့စပုတ်ရွက်တော့ကလို့အပြုတ်မှစားတယ်လေဟိုမှာသူကတော့သူ့ရဲ့မောင်ဖိုးစုပ်လေးပါပါတယ်မောင်ဖိုးစုပ်လေးဘယ်သူဖုန်းဆက်လာလဲမသိဗီဒီယိုရတဲ့အချိန်အမယူအီကောင်းလားပါတရားမှစကားမပြောနိုင်တော့ဘိုက်စာကြတယ်ဈေးအခုပဲဈေးသွားဝယ်တယ်ဈေးမှပြန်ရောက်ဖို့ပစ္စည်းသွားဝယ်ကြတယ်လေအားလုံးပဲခရစ်စမတ်မှာပျော်ရွှင်ကြပါစေကွယ်ဥစ္စာပစ္စည်းလည်းအားလုံးစုဆောင်းနိုင်ကြပါစေနော်စီးပွားရေးလပါလေးလည်းတိုးဝင်ကြပါစေအေးတခြားမဟိုရလက်နဲ့ကန်လည်းရတာပဲမမီတို့နောက်စုကိုပေးနင်တို့လက်နဲ့ကန်လိုက်နင်လက်ကသမီးပဲပိုက်တာအစားကြတဲ့ကိုကလေးတွေအဲ့ဒါစစားဟိုယူလို့ရတယ်ပဲလက်နဲ့ညီမထည့်ပေးလိုက်ပါလားလို့သမီးပကံသေးတယ်လေနောက်မှထည့်လို့မရလားငံဝါပြောပြီလားသူထည့်တာဟောမဟုတ်ပဲဖူတော့သမီးစားမငံဘူးလားငပိကြီးအလောက်နဲ့ကြာလို့လားလို့မဟုတ်ဒီနဲ့ရောထည့်နေလို့ဘိုက်စာလုံးနဲ့အဲ့ဒါဘွေရဆောလို့ရအောင်မဖိုးဆုံးနဲ့သူ့မိရတွဲဒီမှာထမင်းစားကြတယ်မနဲ့မူးလင်းလိုက်ထမင်းစားပြီးတော့အလုပ်တွေသွားကြတော့မယ်စားပြီးတော့ပြီးဥစ္စာစားတာပြန်စတင်ရတော့မယ်ဘဝကြီးကလူဘဝဖြစ်တာလဲမူးလင်းလိုက်ထမင်းစားလိုက်ဈေးသွားရလိုက်ဈေးထဲမှာတနေကုန်နေရတာလဲမလွယ်ဘူးပေါ့နော်ပတ်စံတကြားရဖို့ကတော်တော်ကြိုးစားရပါတယ်ဒါပေမဲ့အလုပ်စီလို့ကျေးဇူးတင်နေရတချို့တလေအလုပ်မရှိပဲအလုံးလက်မဲ့နဲ့အများကြီးပဲအဲ့ဒါကြောင့်ကိုရတဲ့ကိုဘဝလေးနဲ့ကိုကျဉ်းနေရမယ်နော်ကိုဒီလောက်အနေထိုင်ရတာကိုတော်တော်လေးကျဉ်းနေပါပြီနေတိုင်းတော့ကျဉ်းစရာပေါ့ကွယ်တော်ကျိုးစားမှကိုရမယ်လေအားလုံးကနောက်စုအော်ရင်သေလေးရတယ်ငံမလားလို့ဖူတော့စားတာငပိကြလောက်ငဓမ္မအနဲ့အချင်းမုတ်ဒီနဲ့နယ်မလို့အလောက်ပဲနော်မုတ်ဒီနဲ့လည်းနဲ့မုတ်ဒီနဲ့လည်းနယ်လို့ရအားလုံးပဲကျေးဇူးတင်ပါတယ်လို့ဒီဇင်ဘာ25ရက်နေ့မှာအားလုံးပျော်ရွှင်နိုင်ကြပါစေကွယ်အားလုံးပဲအပြုံးပန်းနေနဲ့ဝေနေကြပါစေတဲ့နဲ့တော့ပြုံးပေးပါဒီဇင်ဘာမှာလိုင်းဘောတငယ်ချင်းတွေအားလုံးပဲကျေးဇူးတင်ပါတယ်လို့
Merry Christmas အကလို့ဆိုရောက်တော့ဆိုမယ် Merry Christmas ဘုဘူးတတိရတဲ့အနေနဲ့ Merry Christmas Merry Christmas တဟလဲတကြလေကျေးဇူးတင်ပါတယ်ရှင်လို့ Merry Christmas ပါလို့